ငါမျိုးမေးရရှိတယ်ဟာ အမျိုး ဘယ်လိုလဲတော့လို့ရလား ဆိုရပြီမဲ့ဘော်ဒီနားပြီးတော့ပို့ပြမိုက်လို့ ဟင်းအဲ့တော့ဝိတောက်ပြီးမူးလို့ရပါတော့မလားတော့ အဲ့ဘူပါနဲ့ဂျင်းမြတ်တောက်လိုက်ကွာပြီးလို့ချင်းအိတ်လိုက်ဘာမှမကြောက်နဲ့ချိန်ကြာသွားနေတော့ကြောက်သွားတယ် ဒီတောက်တာကမကောင်းဘူးလို့ပြောချင်တယ်အားကြောင့်လေဝိကအကုန်လူပဲလား မတူဘူးလေစိတ်ကြီးပေါ်မူဒီတော့ပြရသွားတဲ့ချီ ဒီကနာဆိုရင်ငါတို့ကဘယ်လိုစားတော့ဘယ်လိုပုံစံနဲ့စားတော့လို့ရမလားဟုတ်ကဲ့ အရင်ဆုံး DSC မများ strain တို့ press တို့ ਨੇ အဲ့လိုနည်းနည်းလေးနဲ့ပဲစလိုက်ဘူးအဲ့ဒါတော့အဆင်ပြေပါတယ် ဝိတောက်ရောအားလုံးကပုံလွင့်သွားကြီးပဲလားဝိတောက်တဲ့ခါကျ အဲ့လိုတော့မဟုတ်ပါဘူးစိတ်ပန်းဖြေဖို့နဲ့နည်းနည်းချက်ချက်အိပ်ပျော်စေဖို့ပြီးတော့နောက်ကစိတ်ပျော်တယ်ပြီးတော့ကောင်းတယ်ကောင်းမချေလို့ရတယ်အဲ့ဒါကြီးအကုန်လုံး strain ပေါ်မူဒီပြီးပြောင်းသွားတာ နာဆိုငါတို့ကောင်တရားဟိုဘယ်လိုဝိကီထဲမှာဘာလို့ရမလဲ wiki တော့ AC ချေလို့ရတယ်ဗျာဒါပေမဲ့မလုပ်တဲ့ဟာတည်းရှိဘာလဲဆိုတော့စကားလုံးပြောလို့မရဘူးအဲ့တော့ဘေးကိုတိတ်နောက်ချက်ဖြစ်မှာဆိုလို့အဲ့ကြောင့် အဲ့ပြီးတော့ TC ပေါ်နဲ့ string ကဘယ်ဟာပူတက်ကမြင်လဲ DC ပေါ်ကြတော့နေကြရတာဒါပေမဲ့ तू ကကြာမဲ့ तू ကတက်တာ high ပြီးတော့ပါလေရမ်းပြင်းတယ်ဟိုက string ကကြတော့တာမန်လေးနဲ့ညင်ညင်လေးပဲတက်တာအဲ့ဒီခုပါတယ် အဲ့ဒါငါတို့ကောင်နဲ့ဝိကွန်နဲ့ရရင်ရော YouTube မှာကြည့်လိုက်တာ wiki တက်တည်းရရင်ဒီမှာကြည့်တယ်ဆိုတော့တောက်နေတာကိုမပြနဲ့ဗျာကျွန်တော်က education style ဒါမှမဟုတ် WPS style ဆိုတော့အဆင်ပြေ ဟောအဲ့ဒါဘယ်လိုစမဖြစ်မလဲ စဖြစ်ဖို့တော့ Windows ကလာကုန်တာပေါ့ဗျာ